သမီးလေးရော အမေနဲ့ဈေးလိုက်သွားတယ် ဘဘလည်းသူစမ်းအစောကြီးနိုးလို့ပါ အေးဟုတ်တယ်ငါစဉ်းစားနေအတွေးလေးတစ်ခုအုံတော်တွေရောက်တာနဲ့ပြန်အိတ်လို့မရတော့ကွာအဲ့ကြောင့်ဆိုရင်နိုးနေ ဘာစဉ်းစားနေရတော့ ကလေးကရက်တရာပြည့်တော့မလीနော်ဟိုလူကလည်းညားလာကြာပြီ ဆိုတော့ကြာမင်းကိုလည်းဖွင့်မတောင်းရသေးလို့အဲ့ဒါမပြောသေးတာတခါမှမလုပ်ဘူးသေးတဲ့အဲ့ဒါတစောင်းလေးလုပ်ကြည့်ချင်တာ ခုမှမိုးလင်းကားစားရှိသေးခလေးမရှိရနဲ့ရှင်းရလောက်ပြီးတော်တော်ဖြစ် ဟုတ်ပြီဘာဒီပြောနေတာတော့မင်း တခါမှမလုပ်ဘူးလေတစောင်းလေးဆိုတာပါသေး အေးလေငါကလေးရက်တရာပေးကြရင်ဘုန်းကြီးကြောင့်တစောင်းလုပ်ပြီးလှူချင်တာလေအဲ့ဒါစဉ်းစားနေတာလေ စကားကိုရှင်းအစကစားအကုန်ပြောပါလား မဟုတ်ဘူးလေငါစဉ်းစားနေတာမင်းအမေဝင်လာပြီးရှေ့ပြီးမေးတာလေဒီတော့ခုနကမင်းဘယ်တစောင်းထင်တာတော့ငါပြော ဘူးတစောင်းဖြစ်ပါ ဟိုတစောင်းဟာအမေငေါ့တက်တော်တော်ဖြစ်နေသလားတဲ့ဟမ်မင်းအုံနောက်ထဲမှာအဲ့ဒါတွေပဲရှိမင်းကတယ်လီဂရမ်နဲ့ရောက်နေတာမပါမရဲ့